ယတီ ရှင် တရုတ်စာနဲ့နဲ့မေးလို့ရမလား ရတယ်ကြိုက်တာမေ အဲ့ဆိုရင်မြန်မာနိုင်ငံကိုတရုတ်လို့ဘယ်လိုပြောမလဲ 缅甸缅甸缅甸 တရုတ်နိုင်ငံဆိုရင်ရော 中国中国中国 အမေရိကန်ဆိုရင်ရော 美国美国美国 ဂျပန် 日本日本日本 ထိုင်း 泰所言泰国泰国泰国 ကိုရီးယားနိုင်ငံဆိုရင်ရော 韩国韩国 နောက်ဆုံးတစ်ခုကနေဒါဆိုရင်ရော 加拿大加拿大加拿大 ဒါဆိုရင်ကနေဒါကိုသွားလဲချင်တယ်ဆိုရင်ဘယ်လိုပြောမလဲ 我想去加拿大旅游 Okay နောက်နေ့ကျရင်နောက်တစ်မျိုးထပ်မိမယ်နော် OK see you bye bye 谢谢再见